မာပြည်ရဲ့အတော်ဆုံးဂီတပညာရှင်တွေကတယောက်ဆိုပြီးလူတွေကသတ်မှတ်ထားပါတယ်။ဘာလို့လဲဆိုတော့အရေးသွေးပြည့်ဝတဲ့ဂီတစစ်စစ်တွေကိုဖန်တီးနိုင်လို့ပါ။သူကဘလောက်အထိတော်လဲဆိုရင်ဂီတအမျိုးအစားတွေအများကြီးကိုကျွမ်းကျင်တယ်။လူငယ်တွေဂီတတီးရဲ့အခါသူတချင်းတွေကအမြဲပါတယ်။ဒါအပြင်သူဆိုတဲ့တချင်းတိုင်းကတိတ်ကိုကောင်းလို့နာမည်ကြီးဆိုတော်တွေကလေးစားကြတဲ့အထိပါ။ဒါပေမဲ့သူဒီလိုအောင်မြင်တာကအဆိုကောင်းရုံတခုရဲ့အကြောင်းမဟုတ်ပါဘူး။အဲ့ဒါရဲ့နောက်ကမှာလူတွေမသိတဲ့အချက်တစ်ခုရှိနေပါတယ်။ငယ်ငယ်ကလေးကဂီတကိုဝါနာပါခဲ့ပြီးတော့တူရီယာတွေတီးရတာကိုလည်းသိသဘောကျပါတယ်။ဂီတကိုဘလောက်ထိယူသွတ်လဲဆိုရင်မိသားစုနဲ့ရှင်လာရင်တော့ဂီတကိုပဲရွေးချယ်ခဲ့တဲ့သူပါ။ဒါကြောင့်ပဲကြမ်းတမ်းတဲ့ဘဝတွေလည်းဖြတ်သန်းခဲ့ရပါတယ်။အဝတ်တစ်ထည်ကိုတစ်ခုနဲ့စိုက်ကားလည်းနင်းမှုတယ်။ပင်ပမတ်နဲ့ကုန်းလည်းလိုက်ထမ်းမှုပါတယ်။ဒါပေမဲ့ဒီလိုဒုက္ခတွေကိုကြော်ဖြတ်ပြီးတော့သူဖြစ်ချင်တာကိုဒီဇိုင်းမမတ်စူးစမ်းခဲ့ပါတယ်။လမ်းမလျှော့တဲ့သူတွေကအခွင့်အရေးတွေရတယ်ဆိုတာကတိတ်ကိုမှန်ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ကြိုးစားမှုကြောင့်အခွေကိုထုံနိုင်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီအခွေကသူ့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မြန်မာတိုင်းနိုင်ငံလုံးသိရတဲ့သူမရှိတဲ့အထိနာမည်ကြီးလာတယ်။လူငယ်လူကြီးဘယ်သူမှဆိုသူ့ရဲ့သချင်းတွေကိုလက်ခံလာကြတယ်။အဲ့ဒီခေတ်ကအတော်ဆုံးမျိုးဆက်သစ်လိုတောင်တင်စားကြတဲ့အထိပါ။ဒီလိုနာမည်ကြီးနေပေမဲ့သူကလုံးဝမာနာမကြီးခဲ့ပါဘူး။အရေးချင်းရှိတဲ့တသစ်ဆဆိုတော်တွေကိုကိုညီတယ်။ပတ်စံကိုအဓိကမထားပဲအမှုပညာစစ်စစ်တွေကိုပဲဖန်တီးခဲ့ပါတယ်။အဲ့ဒီထက်ကအများစုကကိုယ်ပိုင်သချင်းတွေဖြစ်ပြီးတော့သချင်းတပုတ်စီတိုင်းကတိတ်ကိုကောင်းလို့ဂီတရဲ့ဖခင်ကြီးလိုတောင်တင်စားကြပါတယ်။အောင်မြင်ခဲ့တဲ့နောက်ကမှာလူတွေသတိမထားမိတဲ့အချက်တစ်ချက်ရှိနေပါတယ်။အဲ့ဒါကနာမည်ကြီးကိုပတ်စံအများကြီးရဖို့ထက်စစ်မှန်တဲ့ဂီတကိုဖန်တီးခဲ့လို့ပါနိုင်ငံတနိုင်ငံရဲ့အစဉ်တန်းကိုသိချင်အဲ့ဒီနိုင်ငံရဲ့အမှုပညာကိုကြည့်ဆိုတဲ့အတိုင်းဂီတနဲ့အမှုပညာကနိုင်ငံတိုင်းတွေတိတ်ကိုအရေးကြီးပါတယ်ဒါအကြောင်းကျွန်တော်တို့ကစစ်မှန်တဲ့ဂီတပညာရှင်တွေကိုအားပေးဖို့လိုအပ်ပါတယ်လူဆိုတာဟာကိုမျောမှန်းထားတဲ့အရာစီမံချက်တစ်ခုသာမရအောင်ကြိုးစားกว่าလူဆိုတာဟာမလန်တော့ရောက်ခိုက်မှာမနောက်ပြမလဲနဲ့กว่าမရှိတော့ရဲ့